16 ရက်2လ2026တရက်တာနဲ့ပတ်သက်တဲ့တနေ့တာကဏ္ဍလေးကိုဟောပေးသွားမှာဖြစ်ပါတယ်။ဘာပဲလှုပ်လှုပ်ပြက်ပြက်သားသားဆုံးဖြတ်လုပ်ကင်ရမယ်။ပညာရေးကိစ္စတွေအဆင်ပြေချောမွေ့မယ်။လက်ဆောင်ရတတ်တဲ့တကူတဲ့သမားတွေချစ်ရေးဆိုခံရတတ်တယ်။အပေးအယူကိစ္စတွေရှိနေမယ်။အလှအတန်းတွေလည်းလုပ်ဖြစ်မယ်။ကိုနဲ့ထိုက်တန်တာတွေပြန်ရလာလိမ့်မယ်။ဒီနေ့အတွက်ဆောင်းရှောင်မဲ့ຢာကတော့အကျိုးကိုလိုတဲ့အတွက်ကြောင့်မို့လို့ညောင်ရည်လောင်းတာမျိုးတွေမလုပ်ပါနဲ့။ဒီနေ့မှာကိုနဲ့ထိုက်တန်တာတွေပြန်ရတတ်တယ်။ဒါကြောင့်မို့လို့ကောင်းသောစတင်ခြင်းနဲ့သာစတင်ပါ။ Lucky number နဲ့ Universe message ကိုဒီဗီဒီယိုရဲ့အဆုံးသတ်မှာထည့်ပေးထားပါတယ်။တနေ့တာလုံးစင်ပြေချောမွေ့ကြပါစေ။ဒီဗီဒီယိုကိုအဆုံးသတ်ထိကြည့်ပေးတဲ့အတွက်ကြောင့်မို့လို့အားလုံးကိုကျေးဇူးတင်ပါတယ်။